စလေးဥပုံညတနုဒရမုတ်ဆိုးနှင့်စတန်ဆင်မင်းအချင်းမုတ်ဆိုးလူမျိုးတကာကြံငါမရဲကြံဝန်ခဲသောအကြံကိုကြံ၍ငါထံရောက်ဝင်ငါတို့စင်ကိုအရှင်လက်လက်တင်သက်သည့်အကြောင်းကားဘယ်အကျိုးထူးကျေးဇူးကြီးမှတင်၌ပွားမည်ကြောင့်ငါအားတင်သက်ရဲ့တနည်းဟုမေးတော်မူ၏မုတ်ဆိုးလဲစင်မင်းသခင်ထိတ်ခေါင်တင်လူအိုမုတ်ဆိုးကျွန်တော်မျိုးကကိုကျိုးဆန္ဒကိုကိစ္စကြောင့်တတ်ရသည်မဟုတ်ပါကာတိမင်းဤတနှင်းတောင်ညာသူ့ဘတာဟုအစာကျဲလရှင်ဘရင်မကြီးကမြမရှာစိတ်မရှာအလွန်ပင်များသည်ကိုနားလေးလေဟန်စင်ဆွယ်မှပန်လိုသည်တမန်ကုံငယ်စင်နဲ့ဆွယ်များကိုလည်းနားဝယ်လက်မခံညှီစော်နံသည်ဟုယွန်းတဲ့ဖျားထိတ်ထားဖုံးမော်စင်မင်းကျော်ဤဆွဲတော်နှစ်ချောင်း6ရောင်မောင်းကိုသာနှတောင်းပွတ်၍စင်ဝတ်တော်မူလိုသည်စရန်ဖုံးကျွယ်ကိုတော်မြတ်အဆွဲကိုနားဝယ်လှလှမစင်ရလျင်စိတ်ချပေရော့သူသေးပါတော့မည်ဟုရွှေနန်းကျော်ရှင်သူ့ချစ်လင်ဤရင်ဝင်ကြားမှာခေါင်းထား၍အတော့ငိုပါရော့သည်ဖျားပင်မလိုက်ဖို့သူ့မရငိုတဲ့လျင်ဟိုလူကြီးကပြာကြီးပြာရာပဇာအရေးမတွေးမမျောကျွန်တော်ကိုခေါ်ပြီးလျင်ဟဲ့နော်လို့တကစင်ဆွယ်ကိုမရလျင်ဇီဝနတ်ထိတင်သေးမီသိစံဟုမင်းသမီးမန်ဆွဲနှင့်အန်ခဲ၍မိတ်ရတွင်ကုသေးမလောက်ကျွန်တော်မျိုးကြောက်လှ၍ဓာအောက်ကသာအနိုင်နိုင်ခွာပြီးမှတော့မှပင်သေးသေးဖြစ်လို့ရာဖြစ်စေဟုမသွေမဖောက်ဆက်ပါမီလျှောက်သည်တွင်နှစ်ယောက်စလုံးတပြုံးပြုံးနှင့်အသုံးကန်ကြွေး9ရွာစားပေးပြီးလျင်ကျေးဇူးရှင်မသူကိုယ်တိုင်လမ်းပြ၍ဖုံးဖရဆွဲတော်မြတ်ကိုအဖြတ်ကျွန်တော်ရောက်ပါသည်အဆွဲကိုလူသူမိဖုရားအသွားစေခိုင်းသူမင်းဧကရက်လေးပြစ်သူဖရကျွန်တော်ကြံပေါ်ကြံဘက်3ယောက်သားအနက်တွင်မှကန်ကွက်ကြား၍ငမိုက်သားမုတ်ဆိုးလီနင်းကြီးပင်သေပေရော့ဟုငွေတောင်ကြီးအဟံစတံမင်းမြတ်ကျွန်တော်အားတတ်လျင်လဲမလွတ်နိုင်ရာတေးရပါတော့မည်ဂယုဏရှေ့ရှုလွတ်တော်မူလျင်လဲလူမလိမ္မာကြုံမိတ်စာသည်ချမ်းသာရာရပါတော့မည်ဖျားဟုတောင်းပန်လျင်အလောင်းတော်မြတ်ဘောဓိတလဲလောကတရဘဝပါရဂူနီးတော်မူသောကြောင့်ရန်သူပုဂ္ဂိုလ်တောနှုတ်ထိုအားရွှေကိုယ်တော်ပွားရင်းနှင့်သားကဲ့သို့တနာဆုံမတ်အသက်ကိုချမ်းသာပေးတော်မူပြီးလျင်အသင်မုတ်ဆိုးတင်စကားတွင်မိဖုရားသူ့ဘတာအယိတ်ပါသောကြောင့်ငါစဉ်းစားမိစင်စစ်သိပြီအမိဖုရားသည်အခြားသူမဟုတ်ငါဤတတ်မြသုလသူ့ဘတာယတနာရောင်ချိတ်ဘွဲ့ရွှေလိမ့်နှင့်ညောင်ရိုက်ဆံမြန်းကျင်မခန်းသည့်မြောက်နှန်းဒေဝီသင်းဖြစ်သည်ငါအဆွဲကိုနားဝယ်သရန်စင်လိုဟန်နှင့်ကြံဖန်ပြောတော်လဲသဘောမဟုတ်လာပေဘူးစရန်ဆွဲကိုအကယ်၍လိုပြီးမူအဟိုရှိကဘေးတော်ဘိုးတော်ခမဲတော်ဖျားစင်မင်းဖျားတို့ဤ6ပါးရောင်ဟုံဆွဲတော်စုံကိုနိတုံစဘူးဤရွှေကူ၌သိမ့်ယူလိုထားရှီเจ้าများကိုထင်ရှားသင်းသည့်လျက်တကားငါဤကို၌မဆူလောက်ဖွယ်အပြစ်ငယ်ကိုကြီးကျယ်ဝတ္ထုရန်ညှိုးပြု၍ယခုငါကိုသေစေလိုသောကြောင့်ထိုပရိယေဝေဝတ်လှယ်လျက်စင်ဆွယ်နာပန်စင်လိုဟန်များဖြင့်ညံဝင်ကဏ္ဍရုပ်မာလာသောအမိုက်မအတက်ဒင်းကြံ၍တက်သည်ကားဆက်ဆက်မှုချမှန်တော့သည်တို့စဉ်များလောက်မထောက်မဆကြံရက်သည့်မိမာကားမရသည်၍သူမမေ့ရပြီရှေ့သို့တန်တရားဖြစ်တိုင်းမှာပင်လောင်စာရန်ညှိုးမိဆက်၍ပြိုးမြည်ကြောင့်မိမဆိုးအမုံဒီဘဝတွင်ဒီမြနှင့်တုံးစီတော့တော်ပုံခြုံရှိုးတင်မုတ်ဆိုးအားလဲဖြိုးဖြိုးကြွယ်ဝမင်းစုလက်ရစီတော့နတ်မတောင်ညာသူ့ဘတာတို့မလာကြခင်ဆွဲတော်ရှင်ကိုလျင်လျင်ဖြတ်ချိုး၍တင်မုတ်ဆိုးစိတ်ရှိတိုင်းပြုပါတော့ဟုခွင့်ပေးတော်မူလျင်မုတ်ဆိုးပေတလူအခောက်ထူလဲသူနှစ်စင်မင်းရံဘက်ချင်းကဲ့သို့ချက်ချင်းထကြွကများကတဲ့၍လွှာကြီးကိုကင်လျက်ဖြတ်မိဟုတက်တော်လဲမတက်နိုင်ကြပတ်ဟိုက်၍နေသည်တွင်မြေနှင့်ပုတ်ခါဥကောင်းတော်ညှွတ်ရှာ၍ဖြတ်သာအောင်ပြုတော်မူ၏မုတ်ဆိုးညစ်သေးငမိုက်ခွေးလဲလေးစွန်တောင်နှင့်အာပေါင်ကိုလှန်ဒိုင်းထောက်၍ကန်ပြီးလျင်ထက်တန်မြမြကြောက်မက်ဖွယ်လွှာကြီးနှင့်
အာဇကိုဖြတ်တိုက်ဥနောက်သို့ခိုက်လူအောင်အလျားလိုက်ထိုးသွတ်ဆွေရင်းကိုပုတ်တီတွင်ပေါက်လွတ်ပရပွားကန်ကျိုး၍လာတဲ့ကဲ့သို့အာကရွဲမှသွေးချောင်းကြလျက်ဒုက္ခဝေဒနာကြီးစွာဖြစ်တော်မူပေ၏ဆွေတော်မြတ်မူကားပြက်မီကိုဝေးစွာအရာမြမထင်ပန်းပင်ဖိုလှိုက်မုဆိုးလဲဟိုက်လာပြီးသုံးတိုက်လုံးနဲ့စင်မင်းမြက်လဲဥပတ်ကြီးစွာဝေဒနာကိုပညာဖြင့်သိမ့်စီ၍တဲညှိခံတော်မူပေလျင်အသင်မုတ်ဆိုးငါကိုယ်တော်လဲညှို့ရော်ခွန်အားနဲလာပြီတင်လဲလုံးဝကြိတ်ဖြတ်၍မရပြီငါအဆွေမြတ်ရိုးတော်ဓာတ်ကိုငါဖြတ်၍လှူတော့မည်ကျူငွေတုံးလားနှမောင်းဖျားကိုတင်ကားကင်ကြွချီပင့်မှ၍လွှကိုငါအားဆက်ပါတော့ဟုဆိုပြီးလျင်လွှတန်ဆောင်ကိုနှမောင်းနှစ်ပတ်ကိုယ်တော်တိုင်တိုက်ဖြတ်၍ဆွေတော်မြတ်အစုံသည်နိတုံရောင်ဆိုရွှေတောင်ကြီးပြိုတဲ့ကဲ့သို့ပြတ်တူတုံး၍ဘုံဘုံမြေသို့ကျလေ၏ထို့နောက်မှအဆွေနှချောင်းကိုနှမောင်းဖြင့်ပွေချီယူတော်မူပြီးလျင်ပေးလူတော်မူအံ့သောငါတာယာနာပြောမုတ်ဆိုးကိုခေါ်၍အမိန့်တော်ဤသို့ရှိ၏အဆွေတော်သောနှုတ်ထိုမောင်မင်းသခင်ပလင်ညာရန်ရွှေဘုံမြန်မှာစံပေသည့်နက်မေတုဘတ်ကိုဆက်ဆက်သဘောငါမှားတိုင်းပြောပါလေတောဟိမာကြောင့်အိုင်နာကောင်တွင်ငွေတောင်ကြီးအသွင်ခင်မလင်ကိုအရှင်လက်လက်တင်စေ၍တတ်ခဲ့ပြီဆွေတော်မြတ်နှချောင်း6ရောင်မောင်းကိုလည်း၎င်းစင်ကြီးမသေးခင်ဖြက်လှီး၍သွေးစီးတန်ထွက်နာကျင်စွာနှိပ်စက်၍အသက်ဆုံးစေခဲ့ပါပြီဤဆွေဆုံးကိုရွှေဘုံသူမှန်ကူ3ရက်တော်မူသေးလျင်ရန်သူဤအဆွေကိုရွှေလက်ဝယ်တပါမည်အာရစိတ်ရွှင်ကျင့်တဲ့အောင်စီရင်၍ပြုကျင်တိုင်းပြုတော်မူပါတော့ဖျားဟုမောင်မင်းသခင်မုံပင်စိုက်ပြိုးပြေချိန်တိုင်၍မှမပြေနိုင်ညှို့တတ်သည့်မုတ်ဆိုးတစ်ပိုင်းမိမရိုင်းကြီးကိုငါမှားတိုင်းပြောပါလေထိုမှတပါလဲမိဖုရားသူ့ဘတ်တာသည်အိုင်သာစတန်ဤရေကန်တွင်ညာယံမဟာသူ့ဘတ်တာနှင့်ဝဲရာရွှေရန်စံသည့်ကာလဒေါသအပြစ်မဖြစ်မမြောက်မမုန်းလောက်သည်ကိုအဆောက်အဦအပြစ်ကြီးယူပြီးလျင်ညူစုမြတ်ဝင်ငါချစ်လင်ကိုတင်မီဘုရားသည်တက်ဖြတ်နိုင်အားပေသည်စိန်ငါမြက်ညှိုးတေးရောင်းကဲ့ချိုးတဲ့ကဲ့သို့ချစ်ကျိုးဖြတ်ဖြေဒင်းသက်ရဲ့လေသောကြောင့်တင့်သက်ဝေငယ်လင်ငါစတန်စင်သည်မြေတွင်တုံးလုံးမျှချက်နှင့်ဆုံးပါပြီရွှေသုံးရန်ချဲကြာရိတ်လေမှာရေကာမောကာမျက်နှာငွေလရွှင်ပပနှင့်ခင်မဝမ်းမြောက်ပါလေတော့ဟူသောဤစကားကိုလည်းမျှစိတ်မူ၍တောင်လူးမြောက်လဲနာကြီးဝေဒနာမချိရာကမှာတော်မူလိုက်သည်ဖျားဟုခြားနာအောင်တင်ပါလေတင်မုတ်ဆိုးသည်ကြိုးစားအားသိ၍9နှစ်9လလာခဲ့ရတော့လဲငါဆွဲတော်မြတ်အဋ္ဌိပတ်ကြောင့်လက်တလောချင်း9ရက်အတွင်း၌မောင်မင်းပြည်သို့ရောက်လိမ့်မည်ဘေးရန်ကာတန်းပရိတ်ပန်းများကိုငါမန်း၍ပေးတော်မူလိုက်မည်ဆက်ဗနာရန်သိထိန်ထိန်ကြက်တရေဆွေတော်ဆုံးအမရေကိုယူသေးစွာတင်ထမ်း၍လာလန်းကိုပြန်လေတော့ဟုစိတ်ရည်ကြောင်းလှားမှားထားတော်မူပြီးလျင်မုတ်တာမူချေစိန်စီမြခဲရွှေလေရွဲကဲ့သို့မခွဲကြခြင်းလွန်ကဲစွာချစ်ခင်သောညာတင်မဟာသူ့ဘတ်တာကိုမြင်ရှာတော်မူခြင်းသေး၍တရေရေရမ်းရောလာနိုးနိုးမျော်စဲတွင်ကျန်းချော်ခတ်ထန်မြားစိတ်မှန်၍စတန်စင်ကောင်းဖျားလောင်းသည်မရဟောင်းလက်နှင့်အသက်ဆုံးတော်မူရလေ၏မုတ်ဆိုးလူပြက်ဖုတ်တပတ်လဲ6ရက်ခရီးနှင့်ပြည်ကြီးပါရာနန်းအောင်ချာသို့လင်းစွာဆိုက်ရောက်တဲ့လေလျင်ဝေယံညာဆွဲကပ်ဘူးလေ၌စံပယ်ပျော်ပါသောမိဖုရားသူ့ဘတ်တာအား6ဖြာရောင်ထင်ဆွဲတော်ရှင်ကိုဝင်၍ချက်ချင်းဆက်လေ၏ဆက်ပြီးလက်သောစတန်စင်မင်းမှားရင်ကြောင်းများကိုမထားမချံစေစုံစွာပြန်သည်တွင်ဗိဗ္ဗံနန်းဖွာသူ့ဘတ်တာမိဖုရားလဲစကားရှေ့နောက်ပြန်လန်ကထောက်လက်သောနောက်နောက်ကြည့်ကြည့်နှလုံးတော်ရှိလာ၍မနိချေစီတိမ်ကြီးရိုးညောက်အဲ့လောက်စံပြရွှေရမားဖြင့်တနာစိတ်ဝင်ခံယူတင်ပြီးလျင်ရင်ဝင်တော်၌ဆွဲတော်ကိုပိုက်ပြန်၍တစိုက်စိုက်ရှူရင်းပင်
ပြုမိသည့်ဖြစ်ထွေလင်သေးသည့်အကြောင်းဘဝဟောင်းကငယ်ပေါင်းပီပီလဲချင်းမီ၍နရဏီခိုင်အင်းကြီးမြိုင်နှင့်မြဆိုင်ပင်ညောင်ရွှေကူကြောင်မှာဆွေမောင်နှင့်မဲကြည်စဲသမှုပန်းခိုင်လူ၍ကယုကရင်ချစ်တုံတင်လျက်ကျင်ကျင်လီလီပျော်ခဲ့ဘူးသည်များကိုကြံစီစိတ်စိတ်တစိမ့်စိမ့်အောက်မေ့၍တငွေ့ငွေဆင်ခြင်းပူဇကိုငင်မိလျင်ပူပင်လေရီလှိုင်းပေါင်ပင်ဝေသောကြောင့်မဖြေနိုင်မဆယ်နိုင်သဲဆိုင်လောင်ချစ်ကြမြစ်ရီချောင်းဖြစ်အောင်အော်ဟစ်၍ငိုစဲတွင်ငကိုဖောက်လဲဘာယာမင်းလဲဆွဲသည်ရင်ခွဲနာနှင့်နှက်ရွာဆန်တော်မူလေ၏